လူတော်တွေထုကြွထက်မြက်တဲ့သူတွေဆိုတာကတဲ့အရှုံးတွေအများကြီးကနေသင်္ကန်းသာယူထားတဲ့သူတွေပါတဲ့အောင်မြင်မှုကနေသင်္ကန်းသာယူတရားဘာမှသိမရှိဘူးရဲ့တဲ့ဟုတ်တယ်အောင်မြင်မှုကတော့ဘာသင်္ကန်းသာရှိသေးတယ်အေးဒါပေမဲ့မင်းတို့အောင်မြင်မှုပဲလိုချင်တာကိုအရှုံးကနေသင်္ကန်းသာယူအောင်မှမသိဘူးရည်ကြက်မှုသာလေကြာရှုံးမှုတွေကနေရတာအဲ့ဒါမမေ့နဲ့နော်ရည်ကြက်မှု eldership ဖြစ်တယ်လို့ mature ဖြစ်တယ်ဆိုတာအောင်မြင်တဲ့အခြေအနေကနေရတာမဟုတ်ဘူးအောင်မြင်ဖို့ကြိုးစားတဲ့အခြေအနေကနေရခဲ့တယ်ဒါကြောင့်သားတို့အဲ့ဒါမရမှတ်ထားပါအောင်မြင်မှုဆိုတာကြာရှုံးမှုတွေအများကြီးကနေအတွေ့အကြုံယူသင်္ကန်းသာယူပြီးမှအောင်မြင်မှုကိုရခဲ့တာအဲ့ဒီကနေဘုန်းတို့သင်္ကန်းသာတွေအများကြီးရပြန်ရှိတို့တော့အောင်မြင်မှုတဲ့နောက်မှာတော့အများကြီးသင်္ကန်းသာယူတရားမရှိဘူးအဲ့ဒီအောင်မြင်မှုကိုထိပြီးငြိမ်းမနေတဲ့တထောင်ဆုံးမြန်တော့တကုံးကြံပြန်ပေတယ်မို့ဒီလိုမျိုးဖြစ်ရအောင်မြင်မှုဆိုတာစင်စမ်းမပြည့်ဖွံ့ဖြိုးတိုးတက်မှုယာရုတက်သွားပြီရက်မရတဲ့နောက်တစ်ဆင့်တက်နောက်တစ်ဆင့်တက်တထေးထီလုံနိုင်အောင်ကြိုးစားကိုယ်ပိုင်စီးပွားရေးတွေခွဲ